မင်္ဂလိတယောက်ဟာပျောက်ကင်းလို့မရနိုင်တဲ့ယောဂတစ်ခုရှိနေကြောင်းစစ်ဆေးတွေ့ရှိခါစမှာပဲသူ့ရဲ့ခင်ရေးစားရဲ့အချစ်ဆုံးသူငယ်ချင်းလာရောက်ရှာဖွေပြီးတခုတည်းသောအသက်ကဲခွင့်လန်းကိုအသုံးပြုကာသူအားသူ့ရဲ့ခိုးရေးစားစီသူ့ဘာသာသူခွာထွက်သွားဖို့ချိန်ချောက်လာခဲ့တယ်ဒီအရာအားလုံးရဲ့အဆက်ကသူမဟာသူ့ရဲ့ညီမနဲ့လက်ထပ်ကွမ်းချိုရှင်တို့ရဲ့တန်ရောစင်ပြပြမှုကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့နေ့ကပဲဆက်တင်ခဲ့တာပါညီမလေးဟာအကုန်လုံးကိုတီးမြင်နေတဲ့အချိန်မှာတောင်မြည်သည့်နောက်ထပ်ဆုံးတရားများမရှိပဲယောက်ျားလေးရဲ့ပေါင်ပေါ်မှာတက်ရက်စွာထိုင်နေရင်မိန်းကလေးကိုစိန်ခေါ်နေခဲ့တယ်ငါညီမနဲ့ငါလက်ထပ်ကွမ်းချိုရှင်တို့ဆက်ဆံရေးရှိနေတာငါကိုနူးညံ့တိမ်မွေးဖို့ပြောတာလားမင်းကတရားဆန်တကောင်ပဲမိန်းကလေးဟာဒီခံနိုင်စွမ်းကုန်ခန်းသွားပြီးဒေါ်ထွက်မိတဲ့အခါယောက်ျားလေးကတော့သူ့ကိုပြန်ပြီးနူးညံ့တိမ်မွေးမှုမရှိဘူးလို့ပြောဆိုဝေဖန်လာခဲ့တယ်အခုဆိုရင်တော့ရအားလုံးအဆုံးသတ်သွားပြီလို့ယောက်ျားလေးကဆိုလိုက်ပြီးလက်ထပ်မဲ့ကိစ္စကိုချက်ချင်းဖြတ်သိမ်းလိုက်ကမိန်းကလေးကိုလည်းအိမ်ကနေမောင်းထုတ်လိုက်တဲ့မိသားစုနဲ့အခြေရေးနှစ်မျိုးလုံးကနေတိစဖောက်ခံလိုက်ရတဲ့မိန်းကလေးဟာဘာတစ်ခုမှတကူတဲ့အရက်တောက်ရင်ဒေါ်ရှိနေစဉ်ကဆိုးစွာပဲဒီနေ့ယောက်ကိုထက်မှန်တွေ့ရှိခဲ့ရတဲ့ညီမနဲ့ရခင်ရေးစားတို့ကသူ့ကိုအထင်းမရှိစော်ကားရှုံချကြပြီးအတင်းကျပ်အရက်တိုက်ဖို့ပင်ကြိုးစားခဲ့ကြတယ်အရက်တောက်ရတာကြိုက်တယ်မလားဒီနေ့မင်းကိုတေးအာတောက်စီမဲ့ဒီချာတောက်ပြီးရင်လူကောင်းတစ်ယောက်ကိုရှာတွေ့နိုင်မယ်ဒီအချိန်မှာပဲစကတ်ဝတ်ထားတဲ့ယောက်ျားတစ်ယောက်ရုပ်တရက်ပေါ်လာပြီးလက်တီးတစ်ချက်နဲ့ရခင်ရေးစားကိုကျမ်းပြင်ပေါ်လဲကျသွားအောင်လိုက်ချလိုက်တဲ့ရခင်ရေးစားရဲ့ဟိတ်ခန့်ကြီးအော်ဟစ်မှုတွေကိုလည်းထောက်ထားညာတာချင်းမရှိပဲဆက်လက်ရိုက်နှက်ခဲ့တယ်ပြီးနောက်အဲ့ဒီယောက်ျားဟာမူးလဲနေတဲ့မိန်းကလေးကိုကားပေါ်တင်လိုက်ပါခဲ့တယ်